ဒီမိန်းကလေးကတော့တကယ်ကိုထူးဆန်းလုံးပါတယ်သူမဟာကိုမျက်ရည်ကျလာအောင်လို့ကိုမျက်နှာကိုလက်သီးနဲ့တက်ထိုးချပစ်တာမျိုးထိလုပ်တယ်လို့ပါဒါရင်မကသေးပဲအချိန်မရသေးဘူးလို့ခံစားရတဲ့အခါဘသူမဆိုမြင်တာနဲ့တင်ချက်ချင်းမျက်ရည်ကျစေနိုင်တဲ့ချက်သွန်တွေမုံညင်းစေတွေကိုပါတုံးပြီးမျက်ရည်အတင်းညှစ်ထုတ်ပါတော့တယ်ဒါပေမဲ့ထူးဆန်းတာကအဲ့ဒီရဲ့အာနီတင်ဟာသူမတယောက်တည်းကိုတင်မျက်ရည်ကျစေတာမဟုတ်ပဲကုမ္ပဏီရဲ့ဥက္ကဋ္ဌကြီး CEO ကိုပါလိုက်ပြီးမျက်ရည်တွေဝိုင်းလာစေခဲ့ပါတယ်တကယ်တော့ဒီမိန်းကလေးဟာပင်လယ်ရေအောက်ကဘာရဲ့မင်းသမီးလေးတစ်ပါးဖြစ်ပြီးတစ်ချိန်ကမတော်တဆဖြစ်ရတဲ့တစ်ခုမှာမစ္စတာဂူမန်ကရိုရဲ့အသက်ကိုကယ်တင်ခဲ့ဘူးသူပါဒါပေမဲ့အဲ့ဒီလိုကယ်တင်လိုက်မိရာကနေပင်လယ်မျိုးနွယ်စုရဲ့အထွတ်အမြတ်ထားရာယတနာဖြစ်တဲ့ပင်လယ်ရေမျက်လုံးဒီသစေးဟာမစ္စတာဂူရဲ့ရင်ဘတ်ထဲကိုမှားယွင်းပြီးရောက်ရှိပေါင်းဆက်သွားခဲ့ပါတော့တယ်ဒီအမှားကြောင့်ပဲမင်းသမီးလေးဟာမျိုးနွယ်စုကနေနှင်ထုတ်ခံရပြီးအဲ့ဒီယတနာကိုပြန်ရှာဖို့လူလောကတဲ့ကိုဆေးလွတ်ချင်းခံခဲ့ရပါတယ်ပင်လယ်ရေမျက်လုံးမရှိဘဲနဲ့တော့သူမရဲ့ကာယတိတ်တိမနှံ့တွေဟာဘာတစ်ခုမှသုံးစားလို့မရတော့ပါဘူးယတနာကိုလိုက်ရှာရင်းနဲ့မင်းသမီးလေးဟာမစ္စတာဂူရဲ့ကုမ္ပဏီအဆောက်အုံတွေကိုရောက်သွားခဲ့ပေမဲ့လုံခြုံရေးတွေကသူ့မောက်ကိုတခိုးလို့ထင်ပြီးလိုက်လံဖမ်းဆီးကြပါတော့တယ်ကြောက်လန့်တကြားဖြစ်သွားတဲ့မင်းသမီးလေးကကယ်ကြပါဦးလို့အော်ဟစ်လိုက်တဲ့အချိန်မှာပဲနောက်တစ်စက္ကန့်မှာထူးဆန်းအံ့ဩဖွယ်ကောင်းစွာနဲ့မစ္စတာဂူဟာသူ့မရဲ့ရှိမှရုတ်တရက်ကြီးပေါ်လာခဲ့ပါတယ်မစ္စတာဂူကိုယ်တိုင်လည်းသူဘလိုနည်းနဲ့ရုတ်တရက်ကြီးရောက်လာမှန်းမသိပဲကြောင်အန်းသွားပြီးမိန်းကလေးကိုမေးမြန်းရာကနေမင်းသမီးလေးကအမှန်တရားအလုံးကိုဖွင့်ပြောလိုက်ပါတော့တယ်မစ္စတာဂူဟာသူ့ရဲ့နှလုံးသားထဲမှာအဲ့ဒီယတနာကြီးလင်းထိန်တောက်ပနေတာကိုမြင်လိုက်ရလို့စွန့်သွားခဲ့ရပေမဲ့ဘာမှပြန်မပြောနိုင်ခင်မှာပဲလုံခြုံရေးတွေကမင်းသမီးလေးကိုအဆောက်အုံပြင်ဘက်ကိုအတင်းဆွဲထုတ်ပြီးပစ်ချလိုက်ကြပါတယ်မင်းသမီးလေးရဲ့တခုတည်းသောဆန္ဒကတော့ပင်လယ်ရေမျက်လုံးကိုပြန်ရဖို့ပါပဲအဲ့ဒီအချိန်မှာပဲသူမတခုတတိယသွားပါတယ်အဲ့ဒါကတော့လွန်ခဲ့တဲ့အချိန်ကသူမဒုက္ခရောက်ပြီးမျက်ရည်ကျခဲ့စဉ်တုန်းကမစ္စတာဂူဟာသူမရှိကိုအလိုလျောက်ရောက်ရှိလာခဲ့တာကိုပါအဲ့ဒါကြောင့်ပဲအခုချိန်မှာမစ္စတာဂူကိုသူမစီပြန်လဲခေါ်ယူနိုင်ဖို့အတွက်ကိုနီးမျိုးစုံနဲ့မျက်ရည်ကျအောင်အသေးအတန်စူးစမ်းနေရခြင်းဖြစ်ပါတော့တယ်